ဒီနေ့သမီးလေးကိုစပိန်တဝဲပေးဖြစ်တယ်ပေါ့နော်စပိန်လေးကဒီ site ထဲကဟိုသူကအယောင်2ယောင်ရှိတယ်တဲ့အနီရောင်လေးရဲ့အခုသူစီးနေတဲ့အပြာလေးရဲ့ပေါ့နော်အဲ့နဲ့မီမီကတော့အနီရောင်လေးလိုချင်တာပေါ့ဒါပေမဲ့သမီးလေးကအပြာလေးဆိုတာနဲ့ကဲသူစိတ်ကြိုက်ပေါ့နော်သူစီးမှာဆိုတော့သူကြိုက်တဲ့အယောင်လေးယူပေးလိုက်တယ်အပြာလေးသူတအားတဘောကြတယ်ဒီစပိန်လေးကိုလေအဲ့နဲ့အိမ်ဝယ်လာပြီးတော့ဒါလေးက3,900ကိုကြာတယ်3,900ကိုစစ်လိုက်တော့3,800,900နဲ့ရတယ်3000ရှော့ပြရပေါ့နော်အဲ့နဲ့အိမ်မှာရောက်တော့သူရှင်းရှင်းပဲစီးရယ်စီးတော့မှသူတဘောကြနေဒီစပိန်လေးအဲ့မှာပြီးတော့သူအရင်စီးရဲ့စပိန်အသေးလေးလေးရှိတယ်အဲ့ဒါလေးသူကမမေးတဲ့အဲ့စပိန်လေးကိုပေးလိုက်တော့တဲ့သူများကိုတဲ့မီမစီးတော့ဘူးတဲ့ဒါလေးရပြီတဲ့သူကလူပြောသေးတာအဲ့နဲ့သူ့ကိုသူစပိန်စီတာလေးတွေကိုနောက်ကနေကိုကလည်းလိုက်ပြောပေါ့နော်အမိအဲ့မျိုးကြီးနောက်ကိုလို့မလုပ်ရအောင်တော့ဆိုအမေဆိုတော့တည်းရဲ့အတိုင်းသူတအားတော့ကြာနေပြီးတော့သူကငကိုကလေးကအဲ့စပိန်အသေးလေးလေးစီးဘူးစီးသားရှိတော့နင်းနာလေးတွေကတော့သူနည်းနည်းအဆင်ပြေနေတယ်ပေါ့နော်နောက်တော့လေစစီချင်းမှာတော့သူနည်းနည်းလေးတော့အဆင်မပြေဘူးပေါ့နည်းနည်းအဲ့လိုမျိုးလေးတုံးဆုံတုတ်ဆုပ်လေးဖြစ်တယ်နောက်နည်းနည်းလေးစီးနေပြီးကျွမ်းတော့ရစပင်းလေးစီးပြနေရလေရှမ်းနဲ့ဝင်းနဲ့မဟုတ်တော့ဒီအိမ်လေးထဲမှာပဲသူ့မှာပတ်ပြီးစီးနေရဒါမှလည်းအဆင်ပြေပါတယ်ဒါပေမဲ့ညနေတော့ဘာလို့ဆိုလို့ရှိရင်တော့အပြင်ဘက်ကလေးတော့ထွက်စီးလို့ရတာပေါ့နော်လမ်းလူရှင်းတဲ့အချိန်ကိုလေအခုသူတတ်ထားတဲ့အိမ်မျက်မှန်ဝိုင်းကိုလည်းသူတအားကြိုက်အဲ့ဟာမှန်လည်းမပါဘူးဒီတိုင်းပဲ plastic ဒီတိုင်းအလွတ်ကြီးရှေ့သွားလိုက်နောက်သွားလိုက်နေသူပတ်ပြီးစီးနေတာသူတော်တော်လေးအဆင်ပြေလာပြီပေါ့ဒီနင်းတာသူစီးနဲ့အဆင်ပြေလာစရင်းဝယ်ထားတာအမတ်တရားလေးအတွက်သမီးလေးကိုအမတ်တရားလေးပေါ့နော်ဖြစ်အောင်တင်လိုက်တာပါ